ခင်ဗျားတို့တခုမေးကြည့်မယ်ဗျာဒါကြောင့်စဉ်းစားရေးမှတ်ဖြေပေါ့ဒီနေ့ခေတ်မှာလူသားဆန်နေဆိုတဲ့အရာကတကယ်လိုအပ်သေးရလားဘာကြောင့်လဲဆိုတော့ခင်ဗျားကလူတယောက်ကိုကောင်းကောင်းဆက်ဆံလိုက်ရင်တချို့ကဒါကိုအားနေတယ်လို့မြင်တယ်နားလည်ပေးလိုက်ရင်ခွင့်ကောင်းယူတယ်ခွင့်လို့ပေးလိုက်ရင်တူညီရဲ့အမောက်ထက်လုပ်တယ်ရိုးသားလိုက်ရင်လိန်စားခံရတယ်အဲ့လိုတွေ့ကြုံနေများလာတဲ့အခါမှာလူတော်များကဒီလောကမှာလူသားဆန်နေရှုံးတာပဲဆိုပြီးယူကြည့်ရကြတယ်ဒါပေမဲ့ဒီလိုတွေးတာကရောတကယ်ပဲမှန်ရဲ့လားအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Hey Life Video Channel လေးကနေပြန်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာတော့ဒီနေ့ခေတ်မှာလူသားဆန်မှုဆိုတာလိုအပ်သေးရဲ့လားဆိုတဲ့အကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်သူသဖြင့်ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေမျိုးမှာဒီမေးခွန်းကပိုတော်ခက်ခဲသေးတယ်ဗျာလူတိုင်းမှာကိုယ်စီပြဿနာရှိတယ်တချို့ကလုပ်တွေမရှိတော့တချို့ကစီးပွားရေးတွေအဆင်မပြေဘူးတချို့ကမိသားစုတာဝန်တွေကြားမှာပင်ပန်းနေရတယ်တချို့ကအနာဂတ်ကိုတွေးညအိမ်မပြောပြန်မှာတော့လူတိုင်းကိုပြောင်းရည်နေပြီမယ်အိမ်ရောက်ရင်ဘယ်သူမှမသိတဲ့စိတ်ပီစီမှုတွေတိတ်တိတ်လေးကြုံကန်နေကြရတယ်ဒီလို PR တွေကိုတရက်နေ့ရမဟုတ်ပဲလာနေချင်နှစ်နဲ့ချီခံစားလာရတဲ့အခါမှာ psychology ကအုံနောက်က survival mode တွေဝင်သွားတယ်လို့ဆိုရယ် survival mode ဆိုတာကအသက်ရှင်ဖို့ကိုပဲပူဇော်ပေးတဲ့စိတ်အခြေအနေကိုပြောတာဗျအဲ့ဒီအချိန်မှာအုံနောက်ကငါဘလို့လွတ်မြောက်မလဲငါဘလို့မနာအောင်နေရမလဲအဲ့ဒီຢာတွေကိုပဲအာရုံစိုက်တော့တယ်ရလက်ကကိုချင်းစာစီတွေလျော့လာတယ်စိတ်ရှည်မှုတွေလျော့လာတယ်လူတွေကိုယုံကြည်နိုင်တဲ့စိတ်တွေလျော့လာတယ်ဒါကြောင့်အရင်ကနှူးညံ့တဲ့သူကအခုဒေါသထွက်လွယ်လာတယ်အရင်ကကိုညီရဲ့လူကအခုငါနဲ့မဆိုင်ဘူးဆိုပြီးရှောင်လာတယ်အရင်ကပြုံးနေတဲ့မျက်နှာတွေကအခုအချိန်မှာပြုံးနေအသက်မဲလာတယ်ဒါကလူတွေရဲ့မွေးရပါမှကောင်းလာတာမဟုတ်ဘူးဗျာ PR တွေကလူရဲ့စိတ်ကိုတဖြည်းဖြည်းပြောင်းလဲသွားစေတာဒါပေမဲ့ဒီနေရာမှာအန်ဒီရရှိဆုံးအရာတစ်ခုရှိတယ် psychology မှာ dehumanization ဆိုတဲ့အယူအဆရှိအဓိပ္ပာယ်ကလူတစ်ယောက်ကိုလူလို့မမြင်တော့တာပဲဗျာသူ့မှာလည်းနာကျင်မှုရှိတယ်သူ့မှာလည်းကြောက်စိတ်ရှိတယ်သူ့မှာလည်းမိသားစုရှိတယ်ဆိုတဲ့အရာတွေအကုန်လုံးမေ့သွားတာပဲအဲ့ဒီအချိန်မှာကိုချင်းစာစိတ်ပျောက်သွားတယ်ရိုက်တဲ့စကားတွေကထွက်လာတယ်အမုန်းတွေပုံများလာတယ်တယောက်နာကျင်တာကိုတယောက်ကပျော်စရာဆိုပြီးမြင်လာတယ်ဒါကလူအဖွဲ့အစည်းဖြည်းဖြည်းပြိုကွဲလာတဲ့အစားပဲဗျဒါဆိုရင်လူသားဆန်နေရမှာလားကျွန်တော်ရဲ့ဖြေကတော့ဟုတ်တယ်လူသားဆန်ရအောင်ပါဒါပေမဲ့လူသားဆန်တာနဲ့အယူလို့တီးခန့်နေရတယ်နဲ့မတူဘူးဗျလူသားဆန်တာနဲ့ကိုယ့်ကိုယ်အနိုင်ကျင့်ခွင့်ပေးထားတဲ့မတူဘူးလူသားဆန်တာနဲ့ကိုယ့်တန်ဖိုးကိုရှော့ထားတာကမတူဘူးဗျ psychology ကစိတ်တက်ကြမ်းမာတဲ့သူတွေက empathy ဆိုတာရှိတယ်ဒါပေမဲ့ boundary လည်းရှိတယ်ကိုကြီးတဲ့အချိန်ကိုကြီးရဲ့ညင်းတဲ့အချိန်ညင်းတယ်ထွက်သွားတဲ့ relationship ကနေလည်းထွက်သွားတယ်နိုးလို့ပြောရမှာလည်းမကြောက်ဘူးအဲ့ဒါကလူသားမဆန်တာမဟုတ်ဘူးဗျာကိုယ့်စိတ်ကိုကာကွယ်ရလို့ခေါ်တယ်ဒီနေ့ကျွန်တော်တို့နိုင်ငံမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်လောကကြီးကခမ ्या ကိုမာကျုံးအောင်သင်ပေးနိုင်တယ်တန်တရားများအောင်သင်ပေးနိုင်တယ်ဘသူမှမယုံဘူးသင်ပေးနိုင်တယ်ဒါကြောင့်လောကကြီးရဲ့ခက်ခဲမှုတွေကြောင့်ခမ ्या ရဲ့လူသားဆန်မှုကိုတော့အပြီးတိုင်ပဲဆောက်ရှုံးလိုက်ပါစေတယ်ဟုတ်တယ်ဆိုတော့နောက်ဆုံးမှာလောကကြီးကခမ ्या ကိုဘလောက်နာကျင်အောင်လုပ်ခဲ့တယ်ဆိုတာတဲ့အဲ့ဒီနာကျင်မှုတွေကြောင့်ခမ ्या ဘလို့လူမျိုးဖြစ်သွားလဲဆိုတာကခမ ्या ဘဝကိုအဆုံးဖြတ်ပေးမယ့်အရာဖြစ်လို့ပါပဲ